ခိုးချောက်မစစားနဲ့ ကျွန်တော်တားကိုပဲကြည့်နေနောက်ကလူတွေကြည့်အောင်နိ နောက်ကလူတွေကလိန်ပါတယ်နင့်လို့မဟုတ်ဘူး ကျွန်တော်လှည့်ကြည့်ကြည့်ပါဦးဝတ်တီရရောင်းရှေ့လည်းကြည့်ရနောက်ကလည်းကြည့်ရ ကဲနေဆောင်ဝဲစစ်မယ်နော်ပြောထားပြီးသားစားကနေပြီးရောတို့ grammar ရေးစစ်မှာစားရပြီမလား ဟာ ရပြီမလားမမေကစားရတယ်နိုင်ဝက်ချိန်ရရနော်နိုင်ဝက်ထပ်ပို့လို့မရဘူးနော်အကုန်လုံးသိမ်းပါကြောက်သိချပြေကျော်ကြီးနင်ရှိမှနေဒီမှာမနေနဲ့ တာခုံပြီ မရဘူးရှစ်သွားနေရလဲနှစ်ယောက်နေရလဲ ဆောင်ရပါဘူးမရှိဆုံးမှထိုင်နေခါ ဒီနေရာကောင်းတယ်ဒီချာပြေကြမေကုန်းနေဦးမေကုန်းနေနဲ့ဖြေလဲတမမပေးဦးနော်ဖြေဖြေလေးဘာလုပ်နေလဲ ဖြည့်နေစမ်းပါ ဒီဘောဟိုင်လေးဘာမှဖြေထားဘူး အောက်ကပဲခဏရအောက်ကဖြည့်ကြည့် နင်နော်ငါစီမှာတက်လာကြားလာပြီဒါလေးအောင်မရဘူးလားတဖြေလိုက်လဲတုံညကြီးပဲဖြစ်သေးပါဘူးဆောင်းဝဲပြီလို့သူများတွေပြန်မရှင်မပြန်ရအောင်နင်ချိန်မိုးဆင်းရမယ်ဟုတ်ပြီနော်အချိန်ပိုးလဲဆင်းရမယ်ပြီးတော့လို့ရှိရင်နင်စာအပ်မှာလည်းတင်ရမယ်စာအပ်မှာကနင်အင်္ဂလိပ် package လို့လို့ရှိရင်နင်ဂျပန် package ပါရတယ်ပြီးရင်နေ့စဉ်သုံးဟာတွေကပြီးလို့ရှိရင်အခြားလွယ်ကူတဲ့ဟာတွေကလုပ်ငန်းသုံးတွေရော skill course တွေအကုန်လုံးလေ့လာလို့ရတယ်နော်ပြီးရင်နင်ရဲ့ level ကဘယ်လောက်ရောက်နေမှလည်းမသိအဲ့ဒီ level test ငါအခမဲ့ပြန်ဆက်ခိုင်းမယ်ပြောလို့ရှိရင်နင်ကိုနေတိုင်းဆရာကြီးနဲ့ face to face zoom class သင်ခိုင်းမယ်နော်ဒီ speaker တွေနဲ့ပဲသင်ရမယ်ကြားလားအခုဖြေရသလောက်ဖြေခိုးချောက်မစစားနဲ့ ကျွန်တော်တားကိုပဲကြည့်နေနောက်ကလူတွေကြည့်အောင်နိ နောက်ကလူတွေကလိန်ပါတယ်နင့်လို့မဟုတ်ဘူး ကျွန်တော်လှည့်ကြည့်ကြည့်ပါဦး တော်တော်အေးစေးကောင်းကောင်းမဖြေနေရနော်ငြိမ်လေးနင်ကြောက်တဲ့စာမြန်နင်သိချဖြေ ဟုတ် ဖြေဒီကြောက်ဓာတ်လွယ်ဆိုအပေါ်ဟာခက်လို့ဆိုဒါတော့ဘာလို့မရ ကျွန်တော်လူရက်ကြည့်နေဖြည့်တော့ ရအောင်ဖြေဖြေနေ ကျွန်တော်ရက်ကြည့်နေတယ်တားပဲကြည့်နောက်လေးပဲလှည့်ကြည့်အောင်ဆမ်း မ ပါ ဘာလို့ကြည့်ရမှာနော်ဒီတမြောက်လိုက်ဆွတ်ဆွဲမိတယ်ကိုတစ်ခေါက်ရှိတော်တော်အေးစေးဖြေနေနေမှနေရအောင်ဖြေစမ်းပါလေအားလာစရာဖြေ ဟုတ် ပြီးပါဦးခုံပြီးတော့ထိုင်ကြည့်ရမှာ ဟာ ကဲဖြေအဲ့ဒါအဲ့ဒါတွဲကြလားဒီအောင် ဘာပြောမှလဲကျွန်တော်ပြောမှမပြောရတော့ ဆောင်းလောက်ထားလို့လည်းငါပြောထားပြီးသားလေဆောင်းဝဲဖြေရမယ်ပြောထားတယ်လေကြည့်မင်းနဲ့30ကလေးအောင်ဖြေနေတယ်ဒီဘောက်တော့မဖြေနိုင်ရဖြေဟဲ့ဘာလို့နေလဲဖြေလေ ပြေတော့စာမရပါဘူးဆရာကျမအဲ့လိုလာထိုင်တယ်ဘလို့ပြေလို့ရပါလဲပြေတော့ ဟော